ပါဗျာအမျိုးလေးအားလုံးမင်္ဂလာပါကျွန်တော်မော်လမြိုင်သားပါဗျနော်အခုဥပမာတစ်ခုကျွန်တော်ပြောပြမယ်အိမ်ကရေခဲတက်တာပေါ့ဗျာလွယ်တကူလေးပြင်ဆင်လို့ရအောင်ဒီလိုရေခဲတွေခဲနေတယ်ဗျပြီးတော့ရေရလည်းမအေးတော့ရေခဲတွေကလည်းခဲနေတယ်စိတ်ကလည်းညက်ဘယ်လိုလောက်မှမသိတဲ့လူဆိုရင်တော့သူတို့တွေကဓာတ်နဲ့ကလော်မယ်တခုခုနဲ့ထိုးပြီးတော့ကလော်မှာပေါ့အိမ်ကလောက်လို့မရဘူးလောက်လို့မရဘူးဆိုတာသူကဒီကာဘာတွေရဲ့အောက်မှာအေးကွိုင်းဆိုတာသိတယ်အဲ့ဒီကောင်လေးကိုမတော်တဆထိမိသွားတယ်နဲ့သူကပေါက်တာပါအဲ့ဒါကပေါက်သွားတာတို့ဘာလို့ဆိုမအေးတော့သိတော့အဲ့ခါကျရင်ဆိုင်သွားမယ်ဆိုင်သွားရင်ပတ်စံကုန်ပါအဲ့တော့ဘယ်လိုလုပ်အောင်လဲဆိုတော့ဒီမှာဒီဘက်ပြီးမှခလုတ်လေးစီတယ်ခလုတ်ဖြူလေးအဲ့ဒီခလုတ်ဖြူလေးကိုလှည့်လို့ရတယ်နော်အဲ့ဒီကောင်လှည့်လိုက်ဒီမှာတုံညာထိထားလိုက်တုံညာထိထားလိုက်တုံညာနေရာမှာထားလိုက်အဲ့ဒါဆိုရင်တော့ဒါ okay ပါမိနစ်20နိုင်ခွဲလောက်ဆိုရင်ဒါကြီးကြီးလေးပြော့သွားရေခဲလေးပြော့သွားရေတွေလည်းပြန်ရည်တော့ရေခဲသေးလားလည်းတန့်သွားတော့ဗျာ